The return of the technical king အဲ့လေကြွယ်ချက်အောင်စင်လောကရဲ့ heavyweight တန်းကမင်းသားကြီးဦးဆက်ရဲ့ပွဲကပူပူနွေးလေးပြီးခါစားဆိုတော့ light heavyweight တန်းဘက်ကိုဆက်သွားလိုက်ရအောင်နီးစနစ်ပိုင်းမှာတင်ယူလို့ကောင်းကြီးလို့ကောင်းတဲ့ Dimitri Bivol တယောက်အချိန်တော်တော်ကြာကြာပြောင်းနေခဲ့တာကြာပါပြီအခုလာမယ်တနင်္ဂနွေနေ့31ရက်နေ့မနက်မှာတော့ကျွိုင်းတဲ့ကိုတဖန်ပြန်လဲပြီးတော့ဝင်ရောက်လာမယ်တော်ရုံလို့တတိမထားမိပေမဲ့ဒီပွဲကလက်ရှိ light heavyweight တန်းရဲ့အနာဂတ်ကိုအလဲပြောင်းဖြစ်သွားစေနိုင်တဲ့ပွဲကြီးတစ်ပွဲဖြစ်ပါတယ်ပြိုင်ဘက်ကတော့ဂျာမနီကစိန်ခေါ်သူ Michael I5 ပါဒီဘက်ကဘလို့ဖြစ်လာတာလဲဘလို့ကပတ်တွေလောင်ကြီးထပ်ထားလဲဘာကြောင့်စိတ်ဝင်စားဖို့ကောင်းနေရတာလဲဆိုတာကိုဒီဗီဒီယိုမှာသုံးသပ်ပေးသွားပါမယ် Vivo ကသူ့မှာရှိနေတဲ့ WBA IBF နဲ့ WBO Light Heavyweight ကမ္ဘာချန်ပီယံကမ္ဘာတွေအကုန်လုံးကိုလောင်ကြီးထပ်ပြီးတော့ကာကွယ်ရမယ်ပွဲဖြစ်ပါတယ် Michael I5 ကဘောင်စင်ရဲ့တရားဝင်စီးမြင်းတွေအရာလုံထုံးလုံနေတဲ့အတိုင်းကမ္ဘာလူကွင့်ရအောင်တဆင့်ချင်းအဆင့်ဆင့်တက်လန်းပြီးမှစင်ခေါ်ခွင့်ရလာခဲ့ပါတယ်ချန်ပီယံဟောင်း Jim Pascal နဲ့ IBF ထိုက်တဲ့ Eliminator ပွဲထိုးခဲ့ရတယ်။အဲ့ဒီပွဲမှာအောက်ကြီးဖြစ်နေတဲ့ I5 က Pascal ကိုသူ့ရဲ့အင်ကွင်းကနေဒါမြေမှာပဲအမတ်နဲ့အပြတ်သက်အနိုင်ယူပြီးတော့ IBF ရဲ့နံပါတ်1စင်ခေါ်သူ Mandatory Challenger အဆင့်ကိုရသွားခဲ့တယ်။ Amazing ဖြစ်ခဲ့တဲ့ပွဲပေါ့ I5 ကနံပါတ်1နေရာရသွားတဲ့အတွက်ကြောင့်မလို့ IB ရဲ့အဖွဲ့ချုပ်ကလက်ရှိချန်ပီယံ Dimitri Bivol ကိုမင်းရဲ့ကပတ်ကိုမဆုံးရှုံးကျင်ဘူးဆိုရင် ranking အဆင့်1နေရာက Michael I5 နဲ့မဖြစ်မနေကာကွယ်ပွဲထိုးရမယ်ဆိုပြီးတော့ရသက်တမ်းပေးတယ် Vivo အနေနဲ့ကြတော့ပရိသတ်တွေအလိုချဖြစ်အောင် David Van der Vidas တို့လိုမျိုး Megastar တွေနဲ့ပဲသူကပွဲကြီးတွေပဲထိုးကျင်တာဒါပေမဲ့အကယ်၍ I5 ကိုညှင်းပယ်လိုက်မယ်ဆိုရင် IBF ကကပတ်ချန်ပီယံကပတ်ကိုအလကားတက်တက်ကိုထပ်ပြီးတော့အသိမ်းခံရလိမ့်မယ်ဒီနေရာမှာမျက်စိလေနေမှာဆိုလို့ကပတ်ရှင်းတန်းလေးတစ်ခုကိုကျွန်တော်ထည့်ပြီးတော့ပြောပေးမယ်ပြီးခဲ့တဲ့2025 February တုန်းက Dimitri Bivol ကအာတာဘတာဗီကိုဒုတိယအကြိမ်ထိုးပြီးတော့ကပတ်ချန်ပီယံကပတ်၄ခုစလုံး WBA WBC IBF WBO ကပတ်တွေအကုန်လုံးကိုတင်ပြီးတော့ Undisputed Champion ဖြစ်လာခဲ့သူပါဒါပေမဲ့ Vata V နဲ့ပွဲပြီးချင်းနောက်ကျောတန်ရာပြင်းထန်လို့ခွဲစိတ်မှုလုပ်ခဲ့ရပြီးတော့ကျိုးဝိုင်းနဲ့15လနီးပါးတိတိဝေးကွာသွားခဲ့ရတယ်အဲ့လိုအချိန်ကြာကြီးနားနေရတဲ့အချိန်မှာ WBC အဖွဲ့ချုပ်ကနေပြီးတော့ PVC ကနေ WBC ကပတ်ကိုပြန်လဲပြီးတော့တင်လိုက်ပြီးတော့လက်ရှိအလားအလာအကောင်းဆုံးဖြစ်နေတဲ့ David Van der Vidas ကိုပဲ Champion အဖြစ်တရားဝင်အဆင့်တိုးမြင့်ပြီးတော့သတ်မှတ်ပေးလိုက်တာပါဆိုတော့ခုပွဲမှာက WBA IBF နဲ့ WBO ကပတ်3ခုပဲပါပါမယ် WBC ကပတ်ကတော့ David Van der Vidas စီမှာရောက်သွားလို့ပါဒါကြောင့်ဒီပွဲမထိုးပြီးရင် IBF ကပတ်ပါထပ်ပြီးတော့ပြောင်းမှာပါအများစုကတော့ Vivo ရဲ့ကမ်ဘတ်ကို David Van der Vidas ဒါမှမဟုတ်ဆိုရင် Atabata V နဲ့ Trilogy ပွဲကိုချက်ချင်းထိုးစေချင်တာပါ I5 နဲ့ပွဲကိုမလိုအပ်ဘဲနဲ့အချိန်ဆွဲနေတဲ့ပွဲဆိုပြီးတော့ဝေဖန်ကြတယ်တကယ်တော့ဒါက IB ရဲ့အဖွဲ့ချုပ်ရဲ့စီမင်းစည်းကမ်းအရမဖြစ်မနေထိုးပေးရတာဖြစ်လို့ Vivo မှာရွေးချယ်စရာမရှိဘူးပြီးတော့ Vivo ဘက်ကနေပြီးတော့ကြည့်ရမယ်ဆိုရင် injury ရထားလို့ပွဲဝဲနေတဲ့အချိန်မှာပြန်ထိုးရတဲ့အခါမှာ David လိုကောင်ကြီးကိုတဲ့ယူဝင်တာထက်ဂျားထဲမှာလက်ရည်ပြန်သွေးတဲ့အနေနဲ့ထိုးဖို့လိုတဲ့အတွက်ကြောင့်မလို့ဒီပွဲကိုလက်ခံလိုက်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ကစားသမား2ယောက်ရဲ့ background ကိုတစ်ချက်ပြန်ကြည့်ရမယ်ဆိုရင်Dimitri Bivol အသက်က35နှစ်24ပွဲနိုင်တပွဲရှုံး12ပွဲကို KO လက်ရှိဘောင်စင်ကပတ်ချန်ပီယံအနေနဲ့ဆိုရင်ပေါင်း4ပေါင်အကောင်းဆုံးတွေတက်ကတယောက်ပါကနေလိုကိုအပြတ်သက်နီးစနစ်နဲ့ပညာပေးခဲ့သူဖြစ်ပြီးတော့ကမ္ဘာအဆင့်ဖိုက်တာပေါင်းများစွာကိုကြောက်ဖြတ်ပြီးတော့ဝါရင်ဖိုက်တာတယောက်အနေနဲ့ဆရာကြီးတစ်ပါးအနေနဲ့ရှိနေပါတယ်Michael I5 ကတော့အသက်က28နှစ်73ပွဲနိုင်တပွဲရှုံး5ပွဲ KO နဲ့ဂျာမနီနိုင်ငံရဲ့ Diesel လို့တင်စားထားတဲ့လူငယ်လက်သစ်သွေးသစ်ဖိုက်တာတယောက်ပါသူကတော့ချန်ပီယံဟောင်း Jim Pascal ကိုသူ့ရဲ့အင်ကွေးကနေဒါမှာတွားပြီးတော့အနိုင်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာနာမည်ကြီးလာသူဖြစ်ပါတယ် image ပိုင်းမှာကတော့ Dimitri Bivol ရဲ့ image ကဝါအရရောတဘာရပါ Michael I5 နဲ့ရှင်မယ်ဆိုရင်မိုးနဲ့မြေလိုကွာခြားနေပါသေးတယ် Vivo ကလက်ရှိဘောင်စင်လောကရဲ့ Megastar တယောက်ဖြစ်ပြီးတော့ I5 ကတော့ကိုယ့်ရဲ့နာမည်ကိုကဘာသိအောင်အခုမှစတင်ပြီးတော့တိစောက်နေရတဲ့ Anna အောက်ကြီးလူငယ်ကစားသမားတယောက်အဆင့်ပဲရှိပါသေးတယ်ဒီဘက်မှာပေါက်တဲ့ပေါက်ကြီးကိုပြောရမယ်ဆိုရင် Vivo က 1.046 Michael I5 ကတွဲပါ17ဆတော့မှကွာပါတယ်ဒီလိုပြောလို့ I5 ကိုအထင်သေးတာမျိုးတော့မဟုတ်သလို Vivo တထစ်ချနိုင်မယ်လို့လည်းမဆိုနိုင်ဘူးဘယ်သူမနိုင်မလဲဆိုတာကတော့သူတို့ဘာသာသူတို့ကြိုးဝိုင်းထဲမှာဆုံးဖြတ်ပါလိမ့်မယ် Vivo ရဲ့အဓိကအားသာချက်ကတော့ Soviet style color နဲ့ပြည့်စုံလာတဲ့ full word
TSC လိုမျိုးလှင်မြန်တဲ့ jet တွေနဲ့ Rattan ကိုက်လုံးနဲ့ counter punch တွေပဲဖြစ်ပါတယ်ကြိုးဝိုင်းထဲမှာသူ့ကိုထိအောင်ထိုးဖို့ဆိုတာကမာရသွန်ပြိုင်ပြေးရတာလောက်ကိုခက်ခဲပါတယ်ဒါပေမဲ့သူ့အတွက်စိုးရိမ်စရာကတော့ ring rush လို့ခေါ်တဲ့ပွဲဝေးနေမှုပါ15လလုံးလုံးဒဏ်ရာကြောင့်ပွဲမထိုးထားရတာရဲ့အသက်35နှစ်ဖြစ်လာတာရဲ့ကြောင့်သူ့ရဲ့အရင်ပုံစံကိုပြန်မြင်နိုင်ပါအောင်မလားဆိုတာကတော့စောင့်ကြည့်ရပါမယ် Michael I5 ဘက်ကနေကြည့်ရမယ်ဆိုတော့အသက်က28နှစ်ပဲရှိပါသေးတယ်လူငယ်ပြီးပြီးကြန့်ခိုင်မှုမာကုံတက်လုံအပြည့်ရှိတယ်ရှေ့ကိုအဆက်မပြတ်ထိုးတတ်တဲ့ pressure ပေးပြီးတော့လိုက်ပြီးကစားတတ်တဲ့ volume puncher တယောက်ဖြစ်ပြန်တယ် defensive ပိုင်းမှာလည်းလုံးဝအမှားနေတယ် i5 ရဲ့တခုတည်းသောမျှော်လင့်ချက်ကတော့ Vivo ရဲ့15လပိုးဝေးမှုကိုအခွင့်ကောင်းယူပြီးတော့သူ့ရဲ့ပုံစံအတိုင်းပွဲစပိုင်းတွေမှာ pressure အပြင်းထန်ပေး body shot တွေနဲ့ Vivo ရဲ့အရှိန်ကိုတတ်ဖို့ပဲရှိပါတယ်အဆက်ကဒီပွဲကို Egypt နိုင်ငံရဲ့ Premier ကြီးတွေရှေ့မှာလုပ်ခဲ့တဲ့ Alexander Usyk နဲ့ Rico Verhoeven တို့ရဲ့ကက်အောက်မှာထိုးဖို့စီစဉ်ခဲ့တာပါဒါပေမဲ့နောက်ပိုင်းမှာအစီအစဉ်တွေပြတ်သွားပြီးတော့ Vivo ရဲ့နိုင်ငံဖြစ်တဲ့ရုရှားနိုင်ငံ UMMC Arena ကိုရွှေ့ပြောင်းလိုက်ပါတယ်ဒါက Vivo အတွက်2021နောက်ပိုင်းမှာဆိုရင်ပထမဆုံးမိခင်မြေအိမ်ကွင်းရုရှားပြည်သက်တွေရှေ့မှာပြန်လည်ထိုးသက်ရမယ်ပွဲဖြစ်လာပါတယ်ဆိုတော့ Dmitry Vivo ဒါမျော်လင့်ထားသလိုနိုင်သွားခဲ့ရင်ပွဲဝေးနေလဲငါကချန်ပီယံအစ်စ်ဆိုတာတတ်သိပြပြီးသားဖြစ်သွားမယ်အဲ့ဒီနောက်မှာတော့အားလုံးစောင့်နေကြတဲ့ Mega Fight ကြီးဖြစ်တဲ့ David Van der Vita နဲ့ပွဲကြီးဒါမှမဟုတ်ဆိုရင် Arthur Butterfield နဲ့3ချိန်မြောက်ပွဲကို2026နှစ်ကုန်ဒါမှမဟုတ်ဆိုရင်2029နှစ်စပိုင်းလောက်မှာမလွဲမသွေတွေ့ရမှာဖြစ်ပါတယ်။ promoter တွေဖြစ်တဲ့ Eddie Han ကတော့ David Van der Vita နဲ့ပွဲအတွက်အရေးမုတ်တွေပေးပြီးသားမို့လို့ဖြစ်ဖို့ကြီးဖို့တော့များနေပါပြီ။အကယ်၍ Michael I5 သာအနိုင်ရခဲ့မယ်ဆိုရင်ဒါကဘောင်စင်ရဲ့သမိုင်းမှာ Max Scamlin နောက်ပိုင်းထွက်လာတဲ့ဂျာမနီနိုင်ငံရဲ့6ချိန်မြောက်အကြီးကျယ်ဆုံးကမ္ဘာချန်ပီယံဖြစ်သွားမယ်။တစ်ဖက်မှာလည်း Vivo ရဲ့ကစားသမားဘဝ Prime ကနေကုန်းချုပ်လူနေပါဖြစ်သွားနိုင်တယ်လို့ light heavyweight တန်တစ်ခုလုံးကမောက်ကမတွေဖြစ်ကုန်ပါလိမ့်မယ်။တဲကြီးမဲကြီးနဲ့အမဲဖြတ်ပြီးတော့တပတ်ပြန်လူကြမယ်ဘောင်းစာလူအုပ်ကြီးတဖန်ပြန်ပြီးတော့ကြွလာပါလိမ့်မယ်။အိမ်အောင်ရေးပြဿနာတွေဒဏ်ရာပြဿနာတွေနဲ့ရှုပ်ရက်ခတ်ပြီးတော့ခွာပြဲနေတဲ့ introvert champion ကြီးအဆင်ပြေပါစေလို့ပဲဆုတောင်းပါတယ်။ဒီဘက်ကဆရာကြီး Vivo ရဲ့ပညာပြပွဲဖြစ်မလား။ငါမအိုသေးဘူးအေးဆေးပါဆိုပြီးတော့ပြောတဲ့ပွဲပဲဖြစ်မလားဒါမှမဟုတ်ဆိုရင်ဂျာမန်လူငယ်လေးကပဲဘဝတစ်ခုလုံးကိုအလဲပြောင်းဖြစ်သွားအောင်စွမ်းဆောင်ပြနိုင်မလားဆိုတာကတော့စောင့်ကြည့်ရပါမယ်။နေရောတာပါ channel MSN ပါတဒါ